ကျွန်တော်တို့မပြောတာကဘဝကမကောင်းလို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့တန်ဖိုးကိုတခြားသူတွေရဲ့မျက်လုံးနဲ့တွားပြီးတော့ကျွန်တော်တိုင်းတာနေလို့ပါဒီစာအုပ်တုံးကအဲ့ဒီအမားကိုကျွန်တော်ကိုမြင်အောင်လုပ်ပေးခဲ့တာပါအီချီယိုတီချီမီနဲ့ယူမီတာခဲကိုကာတို့ရေးခဲ့တဲ့စာအုပ်ဖြစ်ပါတယ်အဲ့ဒီစာအုပ်ကတော့ The Courage to be Disliked ဆိုတဲ့စာအုပ်ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလူတွေအတိမတ်ပြုလာရင်ကျွန်တော်တို့ကပြောလာမယ်လို့ထင်ခဲ့တာပါလူတွေရဲ့အတိမတ်ပြုမှုကိုအများကြီးလိုချင်ကြတယ် YouTube ဗီဒီယိုတွေတင်ရင် view များရင်ပြောပါတယ် like များရင်ပြောတယ်ဒါပေမဲ့နောက်ဗီဒီယိုတစ်ပုဒ်က view ကျသွားတယ်ဆိုရင်ကျွန်တော်တို့ကိုယ့်ကိုတန်တရားဝင်လာတာပါငါမတော်တော့ဘူးလားလူတွေငါ့ကိုမကြိုက်တော့ဘူးလားအဲ့ဒီအချိန်မှာကျွန်တော်ထင်တာကပြဿနာက view နဲ့နေလို့ပါဒါကိုကျွန်တော်ပြဿနာလို့ထင်တာပါဒါပေမဲ့ကျွန်တော်ဒီစာအုပ်ဖတ်ပြီးတော့သိလိုက်တာကပြဿနာက view မဟုတ်ပါဘူးကျွန်တော်တို့ရဲ့အတိမတ်ပြုခံချင်နေတဲ့စိတ်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တန်ဖိုးကိုလူတွေရဲ့အတိမတ်ပြုမှုနဲ့တိုင်းတာနေတဲ့ကျွန်တော်တို့ရဲ့စိတ်ကြောင့်ပါဒီစာအုပ်ထဲမှာကျွန်တော်အကြိုက်ဆုံး user တစ်ခုရှိပါတယ်လူတော်တော်များများကပျော်ရွှင်မှုကိုတခြားသူတွေရဲ့လက်ထက်မှာထည့်ကြတာပါဥပမာပြောရရင်ကျွန်တော်တို့ boss ချီကျူးရင်ပြောတယ်တငယ်ချင်းတွေသဘောကျရင်ပြောတယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုကကျွန်တော်တို့ရဲ့လက်ထက်မှာတကယ်မရှိပါဘူးကျွန်တော်တို့ကတပားသူပေါ်မှာမိခိုးပြီးတော့ပျော်ရွှင်နေတဲ့အရာတွေပါတခြားသူရဲ့ဆုံးဖြတ်ချက်ပေါ်တွေမှာမူတည်နေပါတယ်ဒီနေ့သူတို့လက်ခုပ်တီးရင်ပြောတယ်နောက်ရက်ကျွန်တော်တို့ဝေဖန်မယ်ဆိုရင်စိတ်ကြပါတယ်အဲ့ဒီလိုဘွားကဘယ်တော့မှမလွတ်လပ်ပါဘူးဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်သိခဲ့တဲ့အသည့်ကဘာကြောင့်လူတွေရဲ့အတိမပြုမှုကိုလိုချင်တာလဲအဖြေကတော့ကျွန်တော်ပါဝင်ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်မယုံကြည်ကြသေးလို့ပါနောက်တစ်ခုကတော့ကျွန်တော်ဒီစာအုပ်ထဲမှာပြောထားတာကလူအများစုကအတိတ်ကတန်ရာတွေအတိတ်အဖြစ်အပျက်တွေအတိတ်အကြောင်းတွေကြောင့်ပြစ္ဆုတ်ဘက်မှာပျော်ရွှင်မှုမရတာဖြစ်ပါတယ်လို့ပြောထားပါတယ်သူတို့တကယ်မပျော်ရွှင်ရခြင်းရဲ့အဓိကအကြောင်းရင်းကအပြောင်းလဲလုပ်ဖို့အတွက်ဆုံးဖြတ်ချက်မချနိုင်ဘူးလားဖြစ်ပါတယ်ဘဝမှာမပျော်ရွှင်မှုဆိုတဲ့လူတွေဟာအဲ့ဒီမပျော်ရွှင်မှုကိုသူတို့ကိုယ်တိုင်ရွေးချယ်ထားလို့ဖြစ်ပါတယ်ဒီသဘောတရားကိုတချို့ကလက်ခံခြင်းမှာလက်ခံကြမှာပါကျွန်တော်တို့ရဲ့အတိတ်ဟာအနာဂတ်ကိုတေချာပေါင်းဆုံးဖြတ်ပေးနိုင်စရာမရှိပါဘူးဒီစောက်ထဲမှာနောက်တစ်ခုပြောထားတာကကလေးဘဝအတွေ့အကြုံတွေဟာဘဝပန်းတိုင်ရွေးချယ်မှုကိုလွှမ်းမိုးနိုင်စမ်းရှိပေမဲ့ကိုယ့်အတွက်အကောင်းဆုံးဖြစ်မဲ့ပန်းတိုင်ကိုရွေးချယ်ခွင့်ရတော့ကျွန်တော်တို့လက်ထဲမှာပဲရှိပါတယ်ဆိုတဲ့အရာပါဥပမာမိဘတွေကကျွန်တော်တို့ငယ်ကလေးကအိမ်အောင်ကွဲခဲ့ကြတယ်ဒါဆိုရင်ဒီကလေးရဲ့စိတ်ထဲမှာအိမ်အောင်ရေးဆိုတာနာကျင်စရာလို့ပဲတွေးမှသိကြပါတယ်နောက်တစ်ခုကအရွယ်ရောက်လာတဲ့အခါမှာဘသူ့ကိုမှတန်ရုံးစင်မတွေ့မိအောင်နေမယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးချနိုင်ပါတယ်အဲ့ဒီလိုဆုံးဖြတ်ချက်တွေကြောင့်လူတွေနဲ့ချစ်ခင်နေခြင်းစိတ်ကမရှိတော့ဘဲနဲ့အကြံဘဝနဲ့ပျော်ရွှင်မှုပျောက်ဆုံးသွားနိုင်ပါတယ်အဲ့ဒီအဖြစ်အပျက်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ပိုင်းတွေကိုပြောင်းလဲလို့ရပါတယ်ဥပမာကိုမိဘတွေလိုမဖြစ်ဖို့အတွက်အစွမ်းကုန်ကာကွယ်ပြီးတော့အိမ်အောင်ရေးကိုအဆင်ပြေအောင် view design တိစောက်တာမျိုးပါအဲ့ဒီရွေးချယ်မှုမျိုးနဲ့ဆိုကျွန်တော်တို့ကအထီးကျန်သူတယောက်မဟုတ်ဘဲနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်လာမှာပါဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်တဲ့လူတွေဟာလူရဲ့ထောက်ခံမှုတွေကိုစူးစမ်းနေတဲ့လူမဟုတ်ဘဲနဲ့လူတွေကိုကူညီနိုင်ဖို့အောင်စိုက်ကြတဲ့လူတွေပါသူတို့ပတ်ဝန်းကျင်ကလူတွေကိုကူညီပေးလိုက်ရင်စိတ်ကျဉ်တဲ့မှုခံစားကြရပါတယ်ပတ်ဝန်းကျင်ကလူတွေအောင်မြင်လာလေသူတို့စိတ်ချမ်းသာလေပါသူတို့ကတယောက်အတွက်အသုံးဝင်နေတယ်လို့ခံစားနေရရင်ပျော်ရွှင်တဲ့လူတွေပါအသုံးဝင်တယ်လို့ခံစားရခြင်းဟာအတိမပြုခံလို့ခြင်းနဲ့မတူဘူးဆိုတာကိုဒီစာအုပ်ထဲမှာပြထားပါတယ်ပျော်ရွှင်သူတွေဟာလူတွေကိုဝမ်းမြောက်ဝမ်းသာကူညီပေးကြပေမဲ့အဲ့ဒီလူတွေကိုဘလို့ထင်မဲ့ဆိုတာကိုဂရုမစိုက်ကြပါဘူးဘလို့ကျေးဇူးတရားတုံ့ပြန်မှုတွေအတိမပြုမှုတွေကိုတောင်းမလဲဆိုတာမတောင်းဆိုပါဘူးတနည်းပြောရရင်တော့သူတို့ကလူမကြိုက်တာကိုခံနိုင်တဲ့တတိရှိရလို့ဒီစာအုပ်ထဲမှာရေးထားပါတယ်တခြားသူတွေကိုမကူညီပေးနိုင်ခဲ့ဘူးဆိုရင်လည်းလူတိုင်းကိုတန်ဖိုးရှိတယ်လို့သတ်မှတ်ပြီးတော့လေးလေးစားစားဆက်ဆံနိုင်ပါတယ်ပျော်ရွှင်သူတွေဟာလူတွေကိုကူညီပေးကြပါတယ်ပျော်ရွှင်သူတွေဟာအတိတ်မှာအမားတွေအများကြီးလုံးနိုင်ပေမဲ့သူတို့ကိုသူတို့အလွန်အကျွံအပြစ်မတင်ကြပါဘူးသူတို့ရဲ့ဖြစ်တည်ရှင်သန်မှုဟာသူတို့ပတ်ဝန်းကျင်ကလူတွေအတွက်တမိုးရှိတဲ့လက်ဆောင်တစ်ခုအဖြစ်လက်ခံထားတဲ့အတွက်ကျွန်တော်တို့ရဲ့အပြစ်နာစာတွေကိုလက်ခံနိုင်စွမ်းရှိသွားပါတယ်ပျော်ရွှင်သူတွေဟာသူတို့ရဲ့ဖြစ်တည်မှုကိုတမိုးရှိပြီးသားလို့လက်ခံထားတဲ့အတွက်ဘယ်သူနဲ့မှလိုက်ပြိုင်နေကြမလို့အောင်တခြားသူတွေရဲ့အောင်မြင်မှုဟာကိုယ့်ရဲ့တန်ဖိုးကိုကြာဆင်းစေခြင်းမရှိဘူးလို့နားလည်ထားကြတာပါပျော်ရွှင်သူတွေကလူတွေကိုကူညီပေးကြပါတယ်ပျော်ရွှင်သူတွေကလူတွေကိုကူညီပေးကြတယ်ဆိုပေမဲ့သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးမှာစီးပေါင်တွေကိုသတ်မှတ်ထားကြပါတယ်ကောင်းမွန်တဲ့ဆက်ဆံရေးတိုင်းမှာကျွန်တော်တို့ရဲ့ဘဝနဲ့တခြားသူတွေရဲ့ဘဝကိုရောထွေးမသွားအောင်ပိုင်းခြားထားတဲ့စီးပေါင်တွေအမြဲတမ်းရှိသမျှပဲလို့ဇာတိဆရာကရေးထားပါတယ်လူတယောက်ဟာကိုယ့်တာဝန်ကိုသူများကောင်းမွန်မချတင်တယ်လို့သူများတွေရဲ့တာဝန်ကိုလည်းမဖြစ်မနေကျွန်တော်တို့ရဲ့ကောင်းမွန်တင်ထားဖို့မလိုအောင်အဲ့ဒါကြောင့်ကျွန်တော်ဒီစောက်ဖတ်ပြီးတော့သိခဲ့တဲ့အသည့်ကဘာကြောင့်လူတွေရဲ့အတိမတ်ပြုမှုကိုဒီလောက်လိုချင်တာလဲဖေကတော့ကျွန်တော်တို့ရဲ့တန်ဖိုးကိုကိုယ်တိုင်မယုံကြည်ကြလို့ပါအဲ့ဒါကြောင့်သူများရဲ့စကားနဲ့ကျွန်တော်တို့ရဲ့တန်ဖိုးကိုတိုင်းတာပါ
ဒီစာအုပ်ကသင်ပေးတာကတော့ကျွန်တော်တို့ကိုယ်တာဝန်နဲ့သူများတာဝန်ကိုခွဲခြားပေးတတ်ဖို့ပါကျွန်တော်ရဲ့တာဝန်ဟာတန်ဖိုးရှိတဲ့ဗီဒီယိုတစ်ပုဒ်ကိုဖန်တီးတဲ့အလုပ်ပါအဲ့ဒါကိုလူတွေကြိုက်ကြိုက်မကြိုက်ကြိုက် share လုပ်လို့မလုပ်လို့အဲ့ဒါကသူတို့ရဲ့ရွေးချယ်မှုပါအဲ့ဒီနှစ်ခုကိုကျွန်တော်တို့ရောထွေးလိုက်မယ်ဆိုရင်အဲ့လိုရောလိုက်တဲ့နေရာကျွန်တော်တို့ရဲ့စိတ်ပင်ပန်းမဲ့နေပါအဲ့ဒါဆိုရင်အတိမတ်ပြီးမခံရတော့ဘူးလားဒီနေရာမှာလူများစုကနည်းနည်းလေးရောတတ်ပါတယ်ဒီစာအုပ်ကလူတွေမကြိုက်လဲ view မဆိုင်နဲ့လို့ကျွန်တော်တို့မပြောပါဘူး feedback ကလည်းအရေးကြီးပါတယ်ဝေဖန်မှုကလည်းတည်ယူစရာရှိပါတယ်ဒါပေမဲ့ feedback ကိုတည်ယူဖို့အတွက်ကျွန်တော်တို့ရဲ့တန်ဖိုးကိုဆုံးဖြတ်ဖို့မသုံးပါနဲ့ဒီနှစ်ခုဟာလုံးဝမတူအောင်ကျွန်တော်တို့မပြောတော့ကလူတွေအတိမတ်မပြုလို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့တန်ဖိုးကိုလူတွေရဲ့အတိမတ်ပြုမှုနဲ့တိုင်းတာနေလို့ပါလူတယောက်ရဲ့ခေါင်းထဲကိုအတိတစ်ခုခုတိုးသွားစေမဲ့အကျိုးတစ်ခုခုဖြစ်သွားစေမဲ့ content မျိုးကိုပဲကျွန်တော်လုပ်ပါတယ်ဒီဗီဒီယိုကိုပြီးသွားတဲ့အချိန်မှာမိတ်ဆွေကိုမေးချင်တာကမိတ်ဆွေရဲ့ပျော်ရွှင်မှုကမိတ်ဆွေရဲ့လက်ထဲမှာရှိရလားဒါမှမဟုတ်တခြားသူရဲ့လက်ထဲမှာလား like and subscribe မလုပ်ရသေးဘူးဆိုရင်လုပ်သွားခဲ့ပြီပါဦး